Poco ဆိုတာ Xiaomi ပါပဲလူတော်များများက Xiaomi လို့ပြောလိုက်တာနဲ့ Redmi နဲ့ Mi ဆိုပြီးတော့ပဲပြေးမြင်ကြတယ်ဗျ Xiaomi ကဈေးပိုနေတဲ့ဖုန်းဆိုခဲ့ရင် Redmi ပိုဈေးမြင့်တယ်ပို premium ဆိုင်တယ်ဆိုခဲ့ရင် Mi ဆိုပြီးတော့ပဲနှစ်မျိုးပဲထုတ်တယ်လို့လူတွေကထင်နေကြတယ် Poco လေးခင်ဗျာအမေးပြောက်ခံရောင်းဝါးကိုဖြည့်လို့တချို့ကလည်းမေးကြတယ် Poco ကဘယ် company ကထုတ်တာလဲဘယ်နိုင်ငံကလဲပစ္စည်းကကောင်းပါမလားဆိုပြီးပေါ့တကယ်တော့ Poco ဟာလူကြိုက်အများဆုံးဖြစ်တဲ့ Xiaomi ကပဲထုတ်ခဲ့တာပါ2018မှာ brand တစ်ခုအနေနဲ့စတင်ပေါ်ပေါက်လာခဲ့တဲ့ Poco by Xiaomi ဟာ gamer တွေကြားမှာပေါ့နော်ရေပန်းစားခဲ့တဲ့ဖုန်း Poco Phone F1 နဲ့ပွဲထွက်ခဲ့တယ်အဲ့တုန်းက game soft လို့အရန်ကောင်းတဲ့ Snapdragon 845ကိုမြန်မာငွေ4သိန်းဝန်းကျင်နဲ့ရောင်းချခဲ့ပြီးဝက်ဝက်ကွဲအောင်မှာအောင်မြင်မှုတွေရရှိခဲ့တယ် Poco F1 ရဲ့ကျေးဇူးကြောင့် Poco brand ရဲ့ awareness ကရတဲ့နာထက်တောင်မှပိုပြီးအများကြီးရရှိသွားခဲ့တယ်နောက်ပိုင်း2020ရောက်မှ Poco brand ကိုပိုအာရုံစိုက်လိုက်နိုင်အောင် brand တက်အနေနဲ့ခွဲထွက်လိုက်တယ် Xiaomi က Poco မပိုင်တော့တာမဟုတ်ဘူးနော်ပိုင်တော့ပဲဒါပေမဲ့ Poco by Xiaomi မဟုတ်တော့ဘဲနဲ့ Poco ဆိုတဲ့ brand ကိုတိတန့်ခွဲထွက်ပလိုက်တယ် user တွေက Redmi နဲ့ Mi နဲ့တွေရှုပ်နေတာဘယ်က Poco ကဘာအတွက်လဲဆိုတဲ့ဟာကိုမေးခွန်းနေမေးလာခဲ့ရင်တော့ global market အတွက်ကိုပေါ်ပေါက်လာခဲ့တာဆိုတော့တကဘာလုံးကိုဖြန့်ဖို့အတွက် Poco ဖုန်းမှန်သမျှအကုန်လုံးက global roam တွေကြီးပါပဲ Mi UI ကိုမှ global roam တွေဆိုတော့ Google အတွက်လည်းပြဿနာလုံးဝမရှိတော့ဘူးဗျာဒီနေ့ပြောပြပေးသွားတော့ Poco ဆိုတဲ့ brand ကိုပဲတည်ကြတယ်ဒါပေမဲ့ Poco ဆိုတာဘာလဲကိုမသိသေးတဲ့တွေအတွက်မျှဝေပေးသွားရဖြစ်ပါတယ်ကျွန်တော်စောစော mobile Bangkok page ကို like and follow လုပ်ထားဖို့လည်းမမေ့ကြနဲ့အောင်နော်